အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော်တင်းသူကဒီ JFT တခုတည်းဖောင်လေးကိုယူတယ်ဖောင်ယူပြီးတဲ့အခါမှာနာမည်မှားတာတွေမွေးနေ့မှားတာတွေနိုင်ငံသားမှားတာတွေပေါ့နော်အဲ့လိုမျိုးမှားတာမျိုးဖြစ်ပြီးဆိုရင်ပေါ့နော်ဘယ်လို cancel လုပ်ရမလဲဆိုတော့မသိရတဲ့သူတွေအတွက်ကိုတင်းသူကပေါ့နော်ဒီ cancel လုပ်နည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးပေါ့နော်ရှေ့ဗီဒီယိုတွေအတိုင်းပဲ QA browser ထဲကိုဝင်ပါမယ်โอเคအားဆိုရင်ဒီမှာပေါ့နော်ဒီ Kiwi browser ဒါတင်းတော့ဝင်ပြီးသားဖြစ်နေလို့เนาะ Kiwi browser ထဲဝင်မယ်ပြီးရင်ဒီ search မှာပေါ့နော် Prometric ဆိုပြီးတော့ရိုက်မယ်ပေါ့နော်Prometric လို့ရိုက်လိုက်ပဲဆိုရင်เนาะဒီလိုမျိုးလေးကြာလာလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဒီ Prometric လို့ပါတယ်ဒီဂျပန်လိုပေါ့နော်ခါတာခါနာနဲ့ရေးထားတော့ site လေးတွေကိုဝင်ပါမယ်โอเคအခုက found cancel လုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ menu bar လေးတော့တော့ပါမယ် menu bar ရင်ဒီ FAQ ပေါ့နော်ဒီ FAQ တွေကိုဝင်ပါမယ်ပြီးရင်ဒီမှာ before the exam ရဲ့ပြီး after the exam ပေါ့နော်ပြီး voucher ဆိုပြီးတော့3ခုတွေ့လိမ့်မယ်အဲ့ထဲမှာပေါ့နော်တင်းသူတို့က before the exam တွေကိုတွားမယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီမှာတွေ့လိုက်မယ်ပေါ့နော်အဲ့မဲ့ဆိုရင်ကိုကဘာလို့ရှင်းတာလဲပေါ့နော်ဒီမှာရွေးရပါမယ်အဲ့ဒီမှာ I want to cancel my exam ဆိုတဲ့တဲ့ကိုတွားရမယ်နော်โอเคဒီထဲကိုတွားမှာမဟုတ်ဘူးเนาะတော်တော်များများကဒီထဲကိုတွားပြီးတော့လေလွဲတဲ့ကြเนาะကိုကနာမည်မှားပြီးတော့เนาะအဲ့လို register တင်ခဲ့တာဆိုရင် I register the wrong name ဆိုတဲ့ထဲကိုတွားမယ်ကိုကအဲ့လိုမွေးနေ့မှားတာပြီးရင်ကြားမှားတာပြီးရင်ဒီ nationality လို့ခေါ်တဲ့နိုင်ငံသားမှားတာဆိုရင်တော့ဒီ I register my date of birth or gender or nationality incorrectly ဆိုတဲ့ထဲကိုတွားမယ်ပေါ့เนาะဒီ3ခုမြောက်ထဲကိုပေါ့เนาะအဲ့ထဲကိုတွားမယ်အခုကကြတော့တင်းသူကဒီမွေးနေ့မှာတဲ့ညီမလေးကိုပေါ့နော်ဒီပြောင်းပြီးမှဖြစ်တဲ့ကြောင့်မလို့တင်းသူကတော့ဒီ date of birth တွေကိုတွားလိုက်မယ်ပေါ့နော်ပြီးရင်အားလေးကိုနည်းနည်းလေးဆွဲလိုက်မယ်နော်ဟုတ်ပြီဆွဲရတဲ့အခါမှာဒီမှာပေါ့နော်ဒီမှာဆို application form လို့ပေါ့နော်ဒီ link လေးပါလိမ့်မယ်နော်အဲ့ဒီ link လေးတွေကိုဝင်လိုက်ပါမယ်ပြီးရင်ဒီမှာကိုဘာမှားရလဲပေါ့နော်ဒီမှာနာမည်မှားတာလား gender မှားတာလားnationality မှားလား date of birth မှားလားပေါ့နော်ကိုကနာမည်မှားတာဆိုရင်တော့ name နဲ့ဝင်မယ်ဒီ gender တွေ nationality တွေ date of birth တွေငါမှားတာဆိုရင်တော့ဒီထဲဝင်မှာပေါ့နော်အခုတင်းသွားကြတော့ဒီ date of birth မှားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲဝင်ပါမယ်ပြီးရင်အောက်ကနော်အခုနည်းနည်းလေးဆွဲလိုက်မယ်ဆွဲလိုက်ရင် application form ဆိုတာလေးတွေ့လိမ့်မယ်ပေါ့နော်ဒီ application form နဲ့ဝင်မယ်ပေါ့နော်ခဏဆောင်ပြီးတော့နော် line ကတိတ်မကောင်းဖြစ်โอเคအဲ့ဆိုရင်ဒီမှာဆိုရင်တင်းလူတို့ကလေဒီမှာဂျပန်လူတွေဖြစ်နေတယ်အဲ့ဆိုရင်ကိုကနားမလည်နိုင်ဘူးကွာအဲ့ဒါဆိုရင်ဒီမှာ translate လေးပြောင်းပေးမယ်เนาะဒီအဆက်လေး30ကိုသွားပြီးတော့ဒီမှာဆိုရင်သူကပါလိမ့်မယ်เนาะဒီ translate ဆိုတာလေးကိုပါလိမ့်မယ်အဲ့ဒီ translate လေးကိုနှိပ်လိုက်ပေါ့เนาะဒါဆိုရင်ဒီစာတွေက English လို့ပြောင်းသွားလိမ့်မယ်เนาะပြောင်းသွားတယ်เนาะအဲ့ဆိုရင်ဒီအောက်ကိုသွားမယ်ဒီမှာเนาะ name register name in Prometric เนาะဒီမှာဆိုရင်ဒီကို Prometric ID ယူနိုးကเนาะထည့်ခဲ့တဲ့နာမည်အတိုင်းပဲရေးမယ်ပေါ့เนาะဒီမှာဆိုရင်ဒီမှာလေးနာမည်ခင်ပိုပိုမလို့ဒီခင်ပိုပိုလို့ရေးလိုက်ပါမယ်ပြီးရင်ကိုယ့်ရဲ့ ID เนาะ Prometric အဲ့ဒီเนาะကိုယူထားတဲ့ကိုယ့်ရဲ့ ID လေးကိုထည့်ပါမယ်သူ့ရဲ့ ID ပေါ့နော်ခဏလေးနော် Okay ID JB 215ခွန်448 ID လေးထည့်ပေးမယ်နော်ပြီးရင်သူ register ယူနော်က email ပေါ့နော်အဲ့ဒီ email လေးထည့်ပေးဖို့လဲလိုတယ်ပေါ့နော် email တော့မှန်ရမယ်နော် email မှရင်လည်းမေးမကြတတ်ပါဘူးโอเคဒီမှာနော်ဒီ email လေးဝင်ပါမယ်
ပြီးရင်အောက်မှာကိုကပေါ့နော်ကိုဖြည့်တဲ့စာမေးပွဲရွေးရမယ်ပေါ့နော်အခုဒီညီမလေးကကြတော့ဒီ GFT ဖြည့်တာမလို့ဒီ GFT ကိုရွေးလိုက်ပါမယ်ကိုက full service ဖြည့်တာမျိုးပေါ့နော်ခိုင်းကောဖြည့်တာမျိုးဆိုဒီအောက်မှာပေါ့နော်ကိုယ့်ဘာသာကိုရွေးလိုက်ပေါ့နော်အဲ့ဒါလေးကိုဖြည့်တဲ့စာမေးပွဲရွေးရမယ်ပြီးရင်ဒီမှာကိုယ့်ရဲ့နိုင်ငံသားပေါ့နော်ဒီမှာမြန်မာကိုရွေးမယ်ပြီးရင်ကိုယ့်ရဲ့ပေါ့နော်ကိုဘာအောင်မှားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရွေးရမယ်ပေါ့နော်အခုကမွေးနေ့မှားတာမလို့ဒီ birthday ပေါ့နော်တန်ကြောပြီးရွေးပါမယ်ပြီးရင်ကိုကနော်ဒါကြတော့သူဆောင်းမေးပွဲရက်မတိုင်ခင်ပေါ့နော်မတိုင်ခင်၄ရက်အလိုမှာ၄ရက်အတွင်း၄ရက်အလိုမှာ cancel လို့ရတာကွာ၄ရက်မရှိတော့ဘူးဆိုရင် cancel လို့မရအဲ့ဒါကြောင့်မလို့အခုကကြတော့၄ရက်လိုသေးတာမလို့တင်သူက yes ကိုရွေးမယ်ပြီးရင်ဒီမှာနော်ဒီကိုဆောင်းမေးပွဲ date ယူထားတဲ့ရက်ကိုရွေးမယ်ပေါ့နော်ဒီမှာ date ယူထားတာကဘယ်နေ့ကနေလဲခဏလေးနော်ပြင်ကြည့်လိုက်ပါအောင်မယ်တစ်ချက်လောက် okay ဒီမှာကdate ယူထားတာကနော်9လပိုင်း19ရက်2025ဆိုတော့ဒီမှာနော်မေလနောက်ပြီးတော့19ရက်နော်ကိုယူထားတဲ့ date လေးကိုရွှေ့လိုက်နော်အားစဒီမှာ19ရက်9လ2025ပြီးရင်ဒီမှာ confirmation letter နော် confirmation letter ဆိုတာဒီ somewhere ဖြည့်တဲ့ခုနကတော့ဒီ screenshot လေးကိုပြောတာပေါ့နော်အဲ့ဒါလေးကိုပုံလေးရွှေ့လိုက်မယ်ဒါလေးပေါ့နော်ဒါလေးရွှေ့လိုက်မယ်ပြီးပြီဆိုရင်ဒီမှာရတော့ကိုယ့်ရဲ့ ID ပေါ့နော်ဒီမှာ ID မှာကိုကပေါ့နော် passport မရှိဘူးဆိုမှတ်ပုံတင်ထည့်လို့ရတယ်မှတ်ပုံတင်ထည့်ပြီဆိုရင်တော့ဒီအောက်ကတစ်ခုမှာမှတ်ပုံတင် notary ထည့်ဖို့လိုရပေါ့နော်တကယ်လို့ကိုက passport ပဲဆိုရင်တော့ဒီမှာ passport တစ်ခုပဲရွေးထည့်လိုက်လို့ရပါတယ်အဲ့ဆိုရင်ဒီမှာပေါ့နော်ကိုက agree ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီမှာအမှန်ချစ်လေးရှင်းလိုက်မယ်ပြီးရင်ဒီမှာ submit လုပ်မယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ပြီးသွားပြီပေါ့နော်အဲ့ဆိုရင်ဒီမှာ submit လုပ်လိုက်မယ်နော်လိုင်းရမကောင်းလို့ပါခဏလေးစောင့်ပေးပါဦးโอเคဒီမှာဆိုရင်ဒါဆိုရင်အောင်မြင်သွားပြီပေါ့နော်အဲ့လိုမျိုးအောင်မြင်ပြီဆိုတာနဲ့ဟိုမှာ email မှာemail auto email လေးကြတတ်တယ်ပေါ့နော်ဒီ cancel ဆိုတာ cancel ကတော့မဖြစ်သေးဘူးပေါ့နော်cancel ကဘယ်ချိန်မှဖြစ်လဲဆိုရင်သူတို့တစ်ပတ်အတွင်းမှာ cancel ဖြစ်တယ်နော်cancel ဖြစ်တယ် cancel ဖြစ်မဖြစ်ကိုလည်းသူတို့ဘက်က mail ပြန်ပို့ပေးရပေါ့နော်ပတ်စံကတော့သူကအပြည့်ပြန်မဝင်တတ်ပါဘူးနည်းနည်းပေါ့နော်အဲ့လိုပတ်စံကတော့အပြည့်ပြန်ဝင်တတ်ဘူးဒါပေမဲ့လို့ပတ်စံပြန်ဝင်တယ်ပေါ့နော်ပတ်စံပြန်ဝင်တာကလည်းတစ်ပတ်အတွင်းမှာပြန်ဝင်တယ်ပေါ့နော်ဒီတချို့ရေးဆိုရင်2ရက်3ရက်အတွင်းပြန်ဝင်တာရှိမယ်တေချာဆိုတော့တစ်ပတ်အတွင်းပတ်စံပြန်ဝင်တယ်ပြီးရင်တစ်ပတ်အတွင်း cancel ဖြစ်တယ်ပေါ့နော်ပတ်စံကတော့အပြည့်ပြန်ဝင်တတ်ပါဘူးအဲ့ဒါဆိုရင်ပေါ့နော်ဒီထီဆိုရင်ဒီ cancel တာကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်အဆုံးထိကြည့်ပြီးတော့တက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်ဆောင်းမပွဲအခက်ခဲမရှိပေါ့နော်ဖြည့်ဆိုပြီးတော့လဲကိုလိုချင်တဲ့ပန်းနိုင်ကိုအမြန်ဆုံးရှောက်လန်းနိုင်ပါစေလို့လဲဆုတောင်းပေးပါရရှင်